ပြီးမြောက်လို့1388ခုနှစ်ရောက်တဲ့ကာလဒီလိုအကူးပြောင်းကာလကိုမြန်မာလိုကတော့တကြံလို့ခေါ်တာဖြစ်ပါတယ်အဲ့တော့မင်္ဂလာရှိတဲ့နှစ်သစ်အချိန်ကာလမှာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကောင်းကျိုးလိုရာဆန္ဒမှန်သမျှတွေလည်းပြည့်ဝကြပါစေကိုယ်စိတ်နှပြဘေးရန်ကွာပြီးတော့တွေ့ကြုံဆုံးကြရတဲ့တွေ့ကြုံခဲ့ရတဲ့အခက်အခဲခုသမျှတွေကိုလည်းပဲအောင်မြင်စွာဖြေရှင်းနိုင်ပါစေကြောင်းကျေးဇူးစွာဘုန်းဘုန်းတို့ဆုတောင်းမေတ္တာပို့သပါတယ်နှစ်တည်းရဲ့ကူးပြောင်းတဲ့ကာလတစ်ခုကိုသင်္ကန္တလို့စာပေမှာဒီလိုရှိပါတယ်သင်္ကန္တဆိုတာကပြောင်းလဲခြင်းကူးပြောင်းခြင်းတနေရာမှတနေရာသို့ကူးပြောင်းခြင်းကိုဒါသင်္ကန္တလို့ခေါ်ပါတယ်အဲဒီသင်္ကန္တကနေပြီးတော့ပြောင်းလဲခြင်းဆိုတဲ့အရာတွေထဲမှာနှစ်တစ်ခုကနေနှစ်တစ်ခုသို့ပြောင်းလဲတယ်ပေါ့မြန်မာတို့ရဲ့ရိုးရာယဉ်ကျေးမှုအစဉ်လာရဒလိထုံးတမ်းအစဉ်လာရကူးပြောင်းတဲ့ကာလမှာမြန်မာလူမျိုးတို့ဟာမိမိတို့ရိုးရာယဉ်ကျေးမှုအတိုင်းကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတယ်။ဉာဏ်ရည်များလုံလောင်ခြင်းနဲ့အထူးပြုလုပ်တဲ့ကုသိုလ်လုပ်ကြတဲ့အချိန်ကာလပေါ့အဲ့လိုအချိန်ကာလမျိုးမှာမြန်မာတို့ကလည်းအထွတ်မြတ်ထားတယ်လို့မြန်မာတို့ရဲ့ဉာဏ်ဆိုတာအမတ္တမဝမ်းမြောက်စရာဂုဏ်ယူစရာကောင်းပါလေဒီလိုနှစ်သက်နှစ်ဦးကြာရောက်တဲ့ဝမ်းမြောက်စရာကောင်းတဲ့အချိန်ကာလမှာဘုန်းဘုန်းတို့ကလည်းပဲအားလုံးနိုင်ငံသူနိုင်ငံသားအားလုံးတို့အတွက်ဆုတောင်းမေတ္တာပို့တာပါတယ်။ကျမ်းမာချမ်းသာကြပါစေ။ဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေပေါ့။အဲ့လိုဆုတောင်းမေတ္တာပို့တာခြင်းနဲ့အတူပေါ့လေ။ဘုန်းဘုန်းတို့စာပေတွေကိုရေးသားတဲ့အထက်ကရာဆရာတော်များရဲ့အလိုရတော့သိရန်ဒိဋ္ဌတုလောကသမိန်သမ္မာတံဗုဒ္ဓသာသနာတတ္တမိန်တခါရဝအိဋ္ဌံဟွန်တုသက်ဝေပိပါဏိနောဆိုတဲ့အထက်ကရာဆရာတော်များရဲ့လူလားတောင်းတချက်အရာဘုန်းဘုန်းတို့ရဲ့လူလားတောင်းတချက်ဟာလဲအဲ့လိုလိုပါပဲမြတ်စွာဘုရားရဲ့သာသနာတော်ကြီးအတွန်းရှိပြီးတော့တည်တံ့ခိုင်မြဲပါစေအစိုးရနဲ့ပြည်သူနိုင်ငံသူနိုင်ငံသားအလုံးတို့ဟာလည်းပဲမိမိနိုင်ငံနဲ့အမျိုးဘာသာသာသနာကိုတယူတစီတလေးတစားနဲ့စောင့်ရှောက်နိုင်ပါစေဆိုတဲ့အထက်ကရာဆရာတော်များရဲ့ဆန္ဒအတိုင်းပဲကုသင်းတို့လည်းပဲအဲ့လိုကိုယ်နိုင်ငံသူနိုင်ငံသားအလုံးတွေကိုစောင့်ရှောက်နိုင်ကြပါစေလို့ဘုန်းဘုန်းတို့ဆုတောင်းမေတ္တာပို့တာပါတယ်နော်ဆုတောင်းမေတ္တာပို့တာခြင်းနဲ့အတူပေါ့မေတ္တာတုတ်ကလာတဲ့မေတ္တာစကားလေးနဲ့ဒီကုန်းချုပ်ရရင်တော့မာဒယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေတဲ့ဧဝံပိသဗ္ဗဗုဒ္ဓေတုမာနတံဘာဝေအပရိမာဏံဆိုတဲ့အတိုင်းမိမိမှာတူရီသောရှိတဲ့သားကိုမိခင်ဟာအသက်ပေးပြီးတော့ထိုသားကိုစောင့်ရှောက်တယ်လို့ပဲတဲ့ကိုယ့်ရဲ့နိုင်ငံသူနိုင်ငံသားအချင်းချင်းကိုလည်းပဲအစဉ်အမြဲသားတရားကိုချစ်တဲ့မိခင်အသက်ပေးပြီးတော့ချစ်တဲ့မိခင်ပမာအချင်းချင်းကိုစောင့်ရှောက်ပြီးတော့မေတ္တာတရားနဲ့ထိန်းချောင်းကာဖြင့်ဘဝခရီးကိုနှစ်ဟောင်းမှာရှိနေတဲ့အကြောင်းအရာမှန်သမျှတွေကိုထားခဲ့ပြီးတော့နှစ်သက်မှာလူသိစိတ်သိနဲ့ဘဝခရီးကိုသာယာဖြံပြူးစွာကုသိုလ်တရားနဲ့အညီရှောင်လန်းနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဆုတောင်းစကားနဲ့မေတ္တာပို့တာပါတယ်အလုံးကိုစိတ်နှပြဘေးရန်ခွာပြီးတော့ကျမ်းမာချမ်းသာကြပါစေ